Hello everyone မင်္ဂလာပါဒီနေ့ is a chili jars လေးမှာပါတယ်ပေါင်ပစ္စည်းလေးအကြောင်းကိုတခြား chili wine jars လေးတွေမှာပါတယ်ပေါင်ပစ္စည်းတွေနဲ့ရှင်းပြီးပြောပြမယ်နောက်တစ်ခုကဒီစားသောက်ကုန်ပစ္စည်းတွေမှာပါတဲ့ labels ကဘယ်လောက်ထိအသုံးဝင်လဲဆိုတာလေးကို isa ရဲ့ experience နဲ့ရှင်းပြီးတော့ပြပြသွားမယ်ပြီးတော့ rules နဲ့ regulation လေးတွေတချို့အကြောင်းလေးတွေကို isa ရှင်းပြမယ်ပေါ့နော်ဆိုတော့isa chili jars လေးတွေကိုမထုတ်ခင်တော့ဆိုင်မှာ isa တို့စားတော့ကုန်ပစ္စည်းခွဲတယ်ဆိုလို့ရှိရင်နှစ်ခုရှင်ထားလို့တစ်ခုကဈေးနေတယ်ဆိုရင် isa ဈေးနေတာပဲအများနဲ့ယူတတ်တယ်ဒါပေမဲ့ကိုစားနေကြပစ္စည်းကတော့ဈေးကြီးတယ်ဆိုလို့ရှိရင်တော့စားနေကြပစ္စည်းကိုယူတာပေါ့နော် packaging ကြီးလိုက်လို့တိတ်မကွာဘူးဒီနှစ်ခုကပတ်စံကွာနေတယ်ဆိုလို့ရှိရင်ဈေးနေတာလေးတွေပဲ pick up လုပ်တယ်ဘာကြောင့်ဈေးနေလဲဘာကြောင့်ဈေးများလဲမစင်စားအောင်ဥပမာဆိုလို့ဆိုရင်ငန့်ပြကြီး fish sauce ဆိုလို့ရှိရင်လည်းတချို့ဆိုရင်ပြား20ပြား9မှုကွာတယ်ဆိုလို့ရှိရင်9မှုကွာတဲ့ဥစ္စာလေးပဲယူလိုက်တယ်ပေါ့နော်အဲ့လိုမျိုး fish sauce ဆိုရင် fish sauce လို့ပဲဒီစားလို့ထင်ခဲ့တာပေါ့နော်ဒါမဲ့ဒီ product လေးကိုလုပ်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်စားတော့ပြင်လေးတွေဝယ်မယ်ဆိုလို့ရှိရင်ဒီစားအမြဲတမ်းဒီ labels လေးတွေကိုဖတ်လိုက်တယ်တချို့စံဈေးကြီးနေတဲ့ဥစ္စာလေးကဘာကြောင့်ဈေးကြီးနေတာလဲဆိုတာကိုကမန်ကနန်းလေးဖတ်လိုက်တယ်ဘာကိုဖတ်ရမှာလဲဆိုတော့ပါဝင်ပစ္စည်းပေါ့နော် ingredients ကိုဖတ်လိုက်တယ်အဲ့ခါကျလို့ရှိရင်ကိုကဘာမှအများကြီး knowledge ပဲဖြစ်စရာမလိုကိုမသိတဲ့စလုံးတွေ scientist စလုံးတွေပါလာကြည့်လိုက်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်တချို့ chili oils တွေမှာဘာပါတယ်လဲဆိုလို့ရှိရင်သူတို့ကဒီ labels မှာဆိုလို့ရှိရင် rules နဲ့ regulation ရဒီအနောက်နိုင်ငံမှာပေါ့နော်ဆိုလို့ရှိရင်ဘာကိုရေးရလဲဆိုတော့ဒီ product ပါတဲ့ပစ္စည်းမှန်သမျှအကုန်လုံးရေးရတယ်နည်းနည်းလေးပါလဲရတယ်များများပါလဲရတယ်ဒီ Natasha Law ဆိုတဲ့ဥစ္စာရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စားသုံးသူကဒီကိုစားတဲ့ပစ္စည်းမှာဘာပါလဲဆိုတာသိဖို့အတွက်တိကိုသိရမယ်အခွင့်အရေးရှိတယ်ပေါ့နော် right ရှိတယ်အဲ့တော့ဒီထဲမှာဥမာစမုံစဘာထည့်ထားတာအစကိုရေးရတယ်ပေါ့နော်ဥမာ spice ဆိုလို့ရှိရင်less than ဘယ်လောက် percentage ဆိုလို့ရှိရင်တော့ရေးစရာမလိုဒါပေမဲ့ certain percentage ဆိုလို့ရှိရင်ကိုရေးပေးရတယ်ဥမာဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်တချို့ chili oil နေဆိုလို့ရှိရင်ဘာပဲပါလဲဆိုတော့ chili ပါမယ်စီးပါမယ် monosodium glutamate ပါမယ် MSG ပါမယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ flavor enhancer ဆိုဟာမျိုးပါမယ်နောက်ပြီးတော့သူတို့အဲ့မှာကိုမသိတဲ့scientific name တွေပါမယ်ကုတ်နံပါတ်တွေပါမယ် E900 E642 something like that ပေါ့နော်အဲ့လိုမျိုးတွေပါမယ်ဆိုလို့ရှိရင်ဒီဥစ္စာ artificial တွေအများကြီးသုံးထားတယ် chili oil မှာပေါ့နော် artificial တွေအများကြီးသုံးထားတယ်လို့ပြောလို့ရတယ်အဲ့ခါကျရင်တစ် chili ဣစာရဲ့ chili oil နဲ့ရှင်းလိုက်လို့ရှိရင်ဣစာရဲ့ chili oil ရဲ့ ingredients မှာမသိတဲ့စလုံးတစ်လုံးမပါMSG ဆိုလည်းမပါဘူး flavor enhancer လည်းမပါဘူးဘာကုတ်နံပါတ်မှမပါဘူးအထူးသဖြင့်ဘာတွေပါလဲလို့သူတို့ကြည့်လိုက်တဲ့က shallot ပါတယ် shallot ဒီ onions တက်စေးကြည့်တယ်အဲ့မှာ banana shallot ကိုသုံးတယ်ပြီးတော့ shiitake mushroom ကိုလည်း isa တော့ transparency ရှိအောင်လို့ percentage ကအစပြတယ်ဒီမှာ percentage ကမပြရင်ပြစရာမလိုဘူးဒါပေမဲ့ transparency ရှိခြင်းနဲ့ကိုယ့်ရဲ့ပေးထားတဲ့နာမည်လေးနဲ့လိုက်ချင်တယ်ဆိုလို့ရှိရင် laws တွေ regulation တွေနဲ့ညီချင်တယ်ဆိုလို့ရှိရင်ပြတယ်ဆိုတော့ isa တော့အရင် transparency ရှိတယ်အဲ့တော့ဘယ်ခါမှ isa သတိထားမိလဲဆိုတော့ဒီ ingredients label တွေကမလုတ်ခင်ကတော့ isa ဒီ product ကိုမထုတ်ခင်ကတော့လေ့လာတာပေါ့နော်လေ့လာပြီးတော့ဘယ်လိုမျိုး ingredients တွေကိုရေးရမလဲဆိုတာလည်းသူကဒီမှာ by law ရရှိတယ်ကိုရေးချင်တိုင်းရေးလို့မရအောင်ဥပမာ isa mushroom ဆိုပြီးတော့ရေးထားပြီးတော့ mushroom မှာထိပ်စီးသွားတက်လို့လည်းမရဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒါနဲ့ဒီ product လေးတွေကိုဒါမထုတ်ခင်လေ့လာတယ်ဒါပေမဲ့နောက်ပိုင်းမှာ market တွေကိုသွားတယ် isa တို့ event တွေကိုသွားတဲ့အခါမှာ customer တွေက approach လုပ်လာတဲ့အခါမှာဆိုလို့ရှိရင် isa တို့ chili jars လေးတွေကfestival တိုင်းမှာဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဈေးကြီးဆုံးပဲဒါပေမဲ့တခြားဆိုင်တွေနဲ့ရှင်လည်းရောင်းရတယ်ဘာလို့လဲဆိုတော့သူကလာတယ်ကြီးလိုက်တဲ့အခါမှာ packaging တွေကအရင် attractive ဖြစ်တယ် it look very premium ဖြစ်တယ်ပေါ့နော် attractive ဖြစ်တယ်အဲ့ဒါတခုအဲ့ချိန်မှာကိုက customer ကိုရသွားပြီ attractive ဖြစ်လို့ရသွားတဲ့အချိန်မှာသူတို့ကလာပြီးတော့ဈေးကိုကြည့်လိုက်တဲ့အချိန်မှာဈေးကြီးနေတယ်ဒါပေမဲ့ and then သူတို့ကဘာလုပ်လိုက်လဲဆိုတော့ကြည့်ပြီး ingredients ကိုဖတ်လိုက်တယ်ဘာတွေပါလဲပေါ့နော်ဘာကြောင့်ဈေးကြီးရလဲဆိုတော့သူတို့ဖတ်လိုက်တဲ့အချိန်မှာဖတ်ပြီးမှသူတို့ question လေးတွေမေးတယ်အဲ့ခါကျရင် isa တော့ပြောပြရတယ်ဟုတ်တယ်ဒီဟာအကုန်လုံးက fresh နဲ့လုပ်ထားတာ ingredients တွေကလည်းအကုန်လုံးတချို့ဟာတွေကို local ပဲသုံးထားတာအဲ့ခါကျအဲ့လိုပြောလိုက်တဲ့ခါကျရင်သူတို့ဒီမှာမြင်ရတယ် isa တို့ပြောတာပြောချင်တိုင်းပြောလို့မရအောင်ဒီ label မှာရေးထားတဲ့ဥစ္စာတွေမှန်သမျှကby law ရရေးထားတဲ့ကြောင့်မလို့အကုန်လုံးက true fact တွေပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့ကစားကြည့်လိုက်တဲ့ခါမှာလည်းတကယ်ကိုumami taste ရနေပေါ့နော် mushroom umami taste ရတာကို
ဆိုတော့ MSG မပါဘဲနဲ့ကို umami taste ရနေတယ် sweetness ကလည်းအချိုဓာတ်ကလည်းရှလော့ရဲ့အချိုဓာတ်ကပြင်းပြတဲ့အတွက်ကြောင့်လည်းသူတို့ကြိုက်ကြတယ်ပေါ့နော်ဆိုတော့တချို့တွေကလည်းပြောတယ်ဘာလို့ MSG မသုံးတာလဲပေါ့နော်ဆိုတော့MSG ကိုဣစာagainst မဖြစ်ဘူး MSG ကိုမုန်းလည်းမမုန်းဘူး against လည်းမဖြစ်ဘူးဘာလို့လဲဆိုတော့သူတို့ရှင်းပြတယ်ကိုရီးယား MSG နဲ့ကြီးလာတာဣစာတို့ဆိုရင်လည်း MSG နဲ့ကြီးလာတာဣစာတို့တအိမ်လုံးတစ်မျိုးလုံးအခုထိလည်းသူတို့က MSG မပါဘဲမစားတတ်ဘူးဣစာရဲ့ဖေးနဲ့မြေဆိုလို့ရှိရင်ပေါ့နော် MSG ကို against မလုပ်ဘူးဘာလို့လဲဆိုတော့ evidence လည်းမရှိဘူးဒီ MSG မကောင်းပါဘူးဆိုတာဒါပေမဲ့သူတို့ရှင်းပြရတယ်ဘယ်ခါမှလဲဆိုတော့ဥပမာဆိုလို့ရှိရင် MSG က enhancer ဖြစ်တယ် enhancer ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်အစားအသောက်ထဲထည့်လိုက်အရသာရှိသွားတယ်အဲ့ဒီတော့ဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာက control ရှိတဲ့နိုင်ငံတွေမှာသုံးတာကိစ္စမရှိဘူးဥပမာဆိုလို့ရှိရင်ဂျပန်လိုနိုင်ငံမျိုးမှာ MSG သုံးတယ်သူတို့ထုတ်တဲ့ MSG quality ကလည်းကောင်းမှဖြစ်လိမ့်မယ်သူတို့ရဲ့ enhancer တွေတခြားchicken powder fish ဆိုရင် bonito flake တွေပါသုံးတာလေသူတို့ကအဲ့လိုမျိုး enhancer တကယ် natural ရတဲ့ enhancer ကိုသုံးတာအဲ့အတွက်ကသူတို့တက်ကပြဿနာမရှိဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ soup တအိုးလုံးမှာ MSG ထည့်တယ်ဆိုတာသူတို့ကအရိုးတွေလည်းပြုတ်တယ်ဝါယူချက်ရိုးတွေလည်းပြုတ်တယ်ပြီးတော့မှနည်းနည်းလေးအဲ့လိုမျိုးပို့ပြီးတော့အရသာရှိအောင် enhancer ထည့်တာဒါပေမဲ့မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာကြတော့အသားတွေငါတွေမသုံးနိုင်အဲ့တော့ MSG ထည့်လိုက်တဲ့အခါကျလို့ရှိရင်အရသာရှိသွားတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ lack of nutrient ပေါ့နော်အာဟာရရှိတဲ့ဟာတွေမဖြစ်လာအောင်အဲ့လိုသုံးမှများတော့ဘာဖြစ်လာလဲဆိုတော့ကာချဖြစ်လာတယ်ကာချာကနေပြီးတော့ဒီ authentic meat food တွေဖြစ်လာတယ်ပေါ့နော် MSG မပါမဖြစ်ဘာမှ nutrient မပါဘဲနဲ့ဒီ enhancer ကြီးပဲကိုသုံးပြီးတော့အားထားလာကြတယ်အဲ့ဒါဣစာကဒီလိုမျိုး MSG မပါဘဲနဲ့လေအရသာရှိတဲ့ပစ္စည်းလေးတွေထုတ်နိုင်တယ်ဆိုတဲ့ဥစ္စာကိုじゃBurmese product တစ်ခုအနေနဲ့ဣစာ introduce လုပ်တာပေါ့နော်ဒီချီလီဂျားစ်လေးတွေကိုဖန်တီးထားတဲ့ရည်ရွယ်ချက်ကပေါ့နော်ဒီနိုင်ငံမှာဆိုလို့ရှိရင်ကျောင်းသားတွေအလုပ်လုပ်တဲ့လူတွေကဆိုလို့ရှိရင်အချိန်မရှိဘူးဟင်းချက်ဖို့အဲ့တော့သူတို့စားတဲ့ breakfast တွေ lunch တွေ dinner တွေမှာထည့်စားလိုက်တော့လည်းအရသာရှိသောဖန်တီးထားတာပေါ့နော်ဒီ condiment လေးကအရသာရှိအောင်မဟုတ်ပါဘူးဣစာခဏပြောဖို့ပါတယ်ဣစာရဲ့ဒီထည့်စီလေးတွေဆိုလို့ရှိရင်လည်းinfuse လုပ်ထားတာ။ဘာနဲ့ infuse လုပ်ထားလဲဆိုတော့ဇပလင်ကဒီမှာဈေးကြီးရလေ။ဒါပေမဲ့ဇပလင်အနံ့လေးပါမှ Asian vibe လေးရတာပေါ့နော်။ဆိုတော့ဈေးကြီးပေမဲ့ဇပလင်လေးနဲ့ထည့်ပြီးတော့ infuse လုပ်ထားတယ်။ပြီးတော့ black cardamom လိုဟာမျိုးထည့်ထားတယ်။အဲ့ဒါတွေကလည်းတော်တော်ဈေးကြီးတယ်ပေါ့နော်။ဆိုတော့aroma အနံ့ကလေးကလည်းအရန်ကို aromatic ဖြစ်တယ်ပေါ့နော်အရသာတစ်ခုတည်းမဟုတ်ဘူးအဲ့အတွက်ရည်ရွယ်ပြီးဖန်တီးထားတာပါနောက်တစ်ခုကနေတိုင်းစားသုံးနေဆိုလို့ရှိရင် enhancer တွေမပါဘူး artificial ဟာတွေမပါတဲ့အတွက်ကြောင့်မို့စိတ်ချယုံကြည်စွာစားသုံးလို့ရတယ်ပေါ့နော်ဣစာလည်းမစားအောင်အဲ့enhancer တွေပါတဲ့ဥစ္စာတွေမစားဘူးပေါ့နော်ဆိုတော့အိမ်မှာဣစာရဲ့ဗီဒီယိုလေးချက်ထားရဲဆိုရင်တွေ့မှာပါဘာလို့လဲဆိုလို့ရှိရင်တခါမှဣစာ flavor enhancer တွေမသုံးဘူးများသောအားဖြင့် natural ingredients တွေပဲသုံးပြီးတော့ honey ကိုချက်ပြရတယ်ပေါ့နော်ဆိုတော့ကိုလည်းမစားဘူးဣစာရှိလာလေတကယ်ချင်းနေမိတ်ဆွေတွေကိုလည်းဣစာစားတဲ့အတိုင်းပဲကြွေးတယ်ပေါ့နော်ဆိုတော့ကိုထုတ်တဲ့ပစ္စည်းလေးကလည်းဣစာစားတဲ့အတိုင်းပဲဖြစ်နေရမယ်ဣစာယုံကြည်တဲ့အတိုင်းပဲဖြစ်နေရမယ်ပေါ့နော်ဆိုတော့ဒါကိုယ့်ရဲ့ ethic ပေါ့ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဟာလေးထုတ်တာပေါ့နော်စီးပွားရေးလုပ်ချင်လို့ဒီဟာလေးကိုထုတ်တာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီဟာလေးကိုများမကထုတ်တာမဟုတ်ဘူးစီးပွားရေးလုပ်ချင်လို့ပေါ့နော်ဆိုတော့ဒါမဲ့ဒါလေးကိုထုတ်ချင်လို့စီးပွားရေးလုပ်တာပေါ့နော်အဲ့တော့ဣစာမှာယုံကြည်ချက်ရှိပါတယ်ဣစာရဲ့ပစ္စည်းလေးတွေက quality ကောင်းရမယ်safe ဖြစ်ရမယ် premium ဖြစ်ရမယ်ပေါ့နော်ဆိုတော့နောက်ထပ် range လေးလည်းလာမယ်ပေါ့နော်ဒါမဲ့အများကြီးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာproduct ထုတ်ရတာလည်းမလွယ်ဘူးဘာလို့လဲဆိုတော့ဒီ product လေးတစ်ခုက safe ဖြစ်မဖြစ်သိအောင်လို့ကိုယ့်ရဲ့knowledge တစ်ခုတည်းနဲ့လည်းမရအောင်အဲ့တော့ lab ကိုပို့ရတယ် certify လုပ်ရတယ်အဲ့တော့လည်းကုန်ကျစရိတ်တရားရှိတယ်နောက်တစ်ခုကအချိန်ကြန့်ကြာချိန်တွေလည်းရှိတယ်လေးလာရတဲ့အချိန်ပေးရတာတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ဒီစားကလည်းငကိုရီးယား range တွေအများကြီးမလုပ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါလေးကို believe ဖြစ်တယ်ဒီ product ဒီဣစာရဲ့ product main product ပေါ့နော်ဆိုတော့ဒါလေးကို believe ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာပဲဣစာ stick လုပ်မယ်ဒါပေမဲ့နောက်ထပ် range လေးတစ်ခုတော့လာမယ်ပေါ့နော် ready တော့ဖြစ်နေပါပြီဒါပေမဲ့ကြံနေတာဆိုတော့ဣစာရဲ့ product လေးတွေကိုအားပေးခြင်းနဲ့ဆိုလို့ရှိရင်ခါတိုင်းတိုင်းပါပဲ
website မှာဝယ်လို့ရတယ် bio isa ရဲ့ link bio မှာရှိတယ်နောက်တစ်ခုကကြတော့ Amazon မှာရတယ်ပြီးတော့ isa တို့ market လေးတွေသွားတယ် festival လေးတွေသွားတယ်ပေါ့နော် isa အမြဲတမ်းကြီးညာပါတယ်အိမ်မှာလည်းလာဝယ်လို့ရပါတယ်လို့ကျေးဇူးတင်ပါတယ် thank you for watching